မြန်စေးပါရဲ့အရက်မျက်နှာပေါင်းစုံကအမြန်နှုံးသုံးတိုက်ခိုက်မှုတွေကြားထဲကပဲကဘာပြက်ကင်းရဲ့မျက်လုံးတွေဟာရုတ်တရက်ဖြူလျော့သွားပြီးအမြန်စေးပါရဲ့လှုပ်ရှားမှုပုံစံကိုချက်ချင်းရိပ်မိသွားပါတယ်။သူဟာခြေထောက်အောက်ကတဲတွေကိုထိန်းချုပ်လိုက်ပြီးအမြန်စေးပါရဲ့ခြေထောက်ကိုရစ်ပတ်ဖန်းစီကလှုပ်မရအောင်လုပ်ပစ်လိုက်တယ်။ဒါတင်မကသေးပေအမြန်စေးပါရဲ့လက်ကိုလိန်ကျိုးပြီးခြေထောက်ကိုပါရက်ဆက်ရိုက်ကျိုးပစ်လိုက်ပါတယ်။ခဏလေးအတွင်းမှာပဲအသာစီးရနေတဲ့အမြန်စေးပါတယောက်မြေပြင်ပေါ်မှာသွေးပြက်စရာကောင်းလောက်အောင်ဒဏ်ရာရပြီးပြန်မတိုက်နိုင်တော့တဲ့အခြေအနေနဲ့လဲကျသွားခဲ့ရတာပါ။ဒါကိုမကနက်တိုကတော့ဘေးကနေအေးဆက်ဆက်ပဲကြည့်နေခဲ့တယ်။ဒီအချိန်ထိမကနက်တိုကအမြန်စေးပါဟာတာရင်မှန်မသိသေးပါဘူး။အဲ့ဒီနောက်ကဘာပြက်ကင်းကဆိုက်လော့ကိုအမြန်စေးပါကိုတတ်ဖို့အမိန်ပေးလိုက်တယ်။ဒါပေမဲ့ဆိုက်လော့ရှေ့တိုးလာပြီးမှရုတ်တရက်ကဘာပြက်ကင်းရဲ့လေပင်ကိုဓာတ်နဲ့အရှိန်လုံးအောင်လှိဖြတ်လိုက်ပါတော့တယ်။စိတ်ပျက်စရာကောင်းတာကကဘာပြက်ကင်းမှာလျင်မြန်တဲ့အနာကျက်နိုင်စွမ်းရှိတာမို့ဒဏ်ရာဟာခဏလေးအတွင်းပြန်ပိတ်သွားခဲ့တယ်။ကဘာပြက်ကင်းကဆိုက်လော့အတုရဲ့လေပင်ကိုညှစ်ထားလိုက်တော့မှသူမရဲ့မူလပုံစံအမှန်ပေါ်ထွက်လာခဲ့ပါတယ်။သူဟာတခြားသူရဲ့ရုပ်တွင်ကိုလိုသလိုပြောင်းလဲနိုင်တဲ့မူတံမော်ဆန်တော်ဖြစ်နေခဲ့တာပါ။ကဘာပြက်ကင်းကပါမောက်ခ X ကိုပေါ်လာဖို့မဟုတ်ရင်မော်ဆန်တော်ကိုတက်ပစ်မယ်ဆိုပြီးချင်းချောက်ပါတော့တယ်ပါမောက်ခ X တယောက်အတော်လေးပြားများသွားခဲ့ရတယ်အကယ်၍ကဘာပြက်ကင်းသာသူ့ကိုဖမ်းမိသွားရင်မူတံတွေရောလူသားတွေပါပျက်စီးပြုံးတီးကုန်တော့မှာပါဒါပေမဲ့မော်ဆန်တော်တယောက်အသက်ရှူချက်ပြီးတေခါနီးဖြစ်နေတာကိုမြင်တော့လေသူကြည့်မနေနိုင်တော့ပါဘူးဒီအချိန်မှာပဲပါမောက်ခကပြန်တိုက်ခိုက်နိုင်မဲ့အကွက်ကိုရုတ်တရက်တတိယသွားခဲ့ပါတယ်ကဘာပြက်ကင်းကသူ့စိတ်ထဲဝင်ရောက်နိုင်ရင်သူကလည်းကဘာပြက်ကင်းရဲ့စိတ်ထဲကိုပြန်ဝင်ရောက်လို့ရတယ်မဟုတ်ပါလားပါမောက်ခ X ဟာဒီအခွင့်အရေးကိုအရယူပြီးကဘာပြက်ကင်းကိုသူ့ရဲ့စိတ်နယ်လုံးကဘာထဲဆွဲသွင်းလိုက်ပါတယ်ပြင်ပကဘာမှာမော်ဆန်တော်တယောက်ကဘာပြက်ကင်းရဲ့လက်ထဲမှာပိတ်မိနေပေမဲ့ဒီစိတ်နယ်လုံးကဘာထဲမှာတော့ပါမောက်ခ X ကအရာအလုံးကိုထိန်းချုပ်ထားတာပါသူဟာသူ့ရဲ့ဒေါသတွေကိုစိတ်ရှိတိုင်းပေါ်အကွဲပြီးကဘာပြက်ကင်းကိုတစ်ဆက်တည်းထိုးနှက်ပါတော့တယ်ဒါပေမဲ့သူကဘာပြက်ကင်းကိုအထင်သေးမိသွားခဲ့ပါတယ်ကဘာပြက်ကင်းကပါမောက်ခရဲ့စိတ်နယ်လုံးကဘာကိုမြ мян ဆန်ဆန်ပဲပြန်လဲထိန်းချုပ်လိုက်ပြီးတခြားမူတံတွေဘယ်မှာပုံနေလဲဆိုတာကိုရှာတွေ့သွားခဲ့တယ်သူတို့တွေဟာတစ်ချိန်လုံးသူ့ရဲ့ဘေးနားမှာတင်ရှိနေခဲ့ကြတာပါဒါပေမဲ့အဲ့ဒီအချိန်မှာပဲကြီးမားလာတဲ့တန်ရက်မကြီးနှစ်ချောင်းရုတ်တရက်ပြုတ်ကျလာပြီးကဘာပြက်ကင်းကိုကြားထဲမှာညှက်ဖိပစ်လိုက်ပါတယ်သူတို့ကိုကယ်ထုတ်လိုက်တဲ့သူကတော့နောက်ဆုံးမှာကဘာပြက်ကင်းကိုတစ္ဆာဖောက်ပြီးပြန်တိုက်ခိုက်လိုက်တဲ့မကနက်တို့ဖြစ်နေလိမ့်မယ်လို့ဘာမှမထင်မှတ်ထားခဲ့ကြပါဘူး